ကျန်တဲ့ရာ browser ကိုဖွင့်ပြီး www.shintu.com ကိုရိုက်နှိပ်ပြီး website ထဲသို့ဝင်လိုက်ပါမိမိမှာယူလိုသော item ကိုတွေးပါက channel သို့ထည့်ရန် add to cart ကိုနှိပ်လိုက်ပါလူကျင်သောရည်တွက်ကိုတိုးလိုပါက plus clock ကိုနှိပ်ပြီးပြန်လျှော့လိုပါက minus clock ကိုနှိပ်လိုက်ပါချင်းထဲမှပြန်ထွက်ရန်ညာဘက်အပေါ်ထောက်ရှိကြက်ချေခက်ကိုနှိပ်ပါitem တစ်ခုခုကိုရှာဖွေလိုပါက search box တွင်နာမည်ရိုက်နှိပ်ပြီးရှာဖွေနိုင်ပါသည်ရွေးချယ်မှုများပြီးဆုံးပါကချင်းထဲရှိ item များကိုပြန်စစ်ရန်ညာဘက်အပေါ်ထောက်ရှိချင်းလေးကိုနှိပ်ပေးပါitem များကိုဖယ်ထုတ်ချင်ပါက delete clock ကိုနှိပ်ပြီးဖယ်နိုင်ပါသည်ရွေးချယ်မှုများပြီးဆုံးပါက6အောက် clock လေးကိုနှိပ်ပေးပါဖုန်းနံပါတ်ပြည့်စုံကိုဖြည့်ပေးပါနိုင်ငံနေရာတွင်မြန်မာနိုင်ငံကိုရွေးပေးပါ first name နေရာတွင်နာမည်အပြည့်စုံကိုရိုက်ထည့်ပေးပါ last name နေရာတွင်နာမည်ရဲ့နောက်ဆုံးတစ်လုံးကိုရိုက်ထည့်ပေးပါလိပ်စာနေရာတွင်ပစ္စည်းပို့ပေးရမယ်လိပ်စာပြည့်စုံကိုရိုက်ထည့်ပေးပါမြို့နေရာတွင်ပစ္စည်းပို့ပေးရမည်မြို့နာမည်ကိုရိုက်ထည့်ပေးပါ continue to shipping ကိုနှိပ်ပေးပါ shipping method တွင်မိမိဖြည့်ထားသောလိပ်စာပါသော option တစ်ခုခုကိုရွေးချယ်ပေးပါပြီးလျှင် continue to payment ကိုနှိပ်ပေးပါsame as shipping address ကိုရွေးပြီး complete order ကိုနှိပ်ပေးပါ Your order is confirmed ဆိုတဲ့ message ပေါ်လာပါလိမ့်မည် screenshot ယူထားပြီး continue shopping ကိုနှိပ်ပေးပါပြီးလျှင် website စာမျက်နှာအောက်ဆုံးနားရှိ Facebook page messenger link ကိုနှိပ်ပြီး screenshot ကိုပေးပို့ခြင်းဖြင့် order မှာယူမှုပြီးဆုံးပါပြီကျေးဇူးတင်ပါတယ်ရှင်